ပြီးတော့မြန်မာကောင်းဆောင်တွေကအမေရိကန်ပေါ်မှာသွားပြီးဂလန်ကဆန်လုပ်ပြီးတော့ချမယ်မင်းလိုက်ငါပြန်ချအောင်ဆိုပြီးတော့ဂလန်ကဆန်ပြောနေတဲ့လူမရှိဘူးတစ်ချက်နောက်တစ်ခုကမြန်မာနိုင်ငံမှာကအမေရိကန်မျက်စိကျလောက်တဲ့ဒီဘာခေါ်လဲဆိုတော့ဟိုဒီတွန်းထွက်တယံဇာတာကြီးကြီးမှဘာမှမရှိဘူးအဘပုံမှုချုပ်မင်းအွန်လိုင်းကဗင်နီဇွဲလားတမန်ထားလို့အဖမ်းခံရနိုင်ပွဲမရှိဘူးလို့ပြောလာခဲ့တဲ့ဂျော်မျိုးမင်းပြီးခဲ့တဲ့ရက်ပိုင်းကတကမ္ဘာလုံးကိုကြုံလို့သွားစေခဲ့တဲ့တရင်တစ်ခုရှိခဲ့ပါတယ်ဗင်နီဇွဲလားအာဏာရှင်ကိုအမေရိကန်စစ်တပ်ကဖမ်းဆီးလိုက်ပြီးတော့အဲ့ဒီနိုင်ငံကိုအချိန်တိုင်းတာတစ်ခုထိအမေရိကန်နိုင်ငံကထိန်းချုပ်သွားမယ်ဆိုတဲ့သတင်းကကမ္ဘာကြီးကိုကြုံလို့သွားစေခဲ့ပါတယ်ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးထောက်ခံတဲ့နဲ့ကန့်ကွက်တဲ့တွေစစ်စစ်ညံနေတာကိုလည်းတွေ့ရပါတယ်။အခုလက်ရှိမှာတော့ဗင်နီဇွဲလားပြည်သူတွေဟာသူတို့နိုင်ငံကိုအမောက်မိုက်ထဲကိုကြားစေခဲ့တဲ့တမလားဖြစ်သူဖမ်းဆီးခံကြရပြီးတဲ့နောက်လမ်းတွေပေါ်မှာထွက်ပြီးတော့အောင်မွေးခံနေကြတာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကပြည်သူတွေအနေနဲ့လည်းဒီလိုအပြော့မျိုးဘယ်နည်းရောက်လာပါမလဲလို့မျှော်လင့်တောင်းတနေကြတာလည်းဖြစ်ပါတယ်။ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးစစ်တပ်ထောက်ခံသူကျော်မျိုးမင်းကတော့သူရဲ့အမြင်ကိုအခုလိုပြောပြသွားပါတယ်ဒီနေ့ပထမဆုံးပြောရမယ့်သတင်းကဒီနေ့ရဲ့ hot ဖြစ်တဲ့ issue တစ်ခုလုံးအကြီးဆုံး issue က Venezuela ကိစ္စတော့အကြီးဆုံး hot ဖြစ်ဆုံး issue ပဲတကယ်ကိုကျွန်တော်တို့လည်း shock ဖြစ်သွားတယ်ကမ္ဘာလုံး shock ဖြစ်သွားတဲ့ issue ပဲ Venezuela မြို့တော်ကိုဒီ American ဒီနေ့စတိုက်တယ်ဒီနေ့ပဲစပြီးဒီနေ့ကြီးနေမျိုးစုံပြစ်ထားတယ်မြို့တော် American စစ်တိုက်တယ်ဆိုတာကဟိုမြို့ကြီးတွေကိုလူတွေစစ်အင်အားနဲ့လူနဲ့ချီပြီးတော့တက်သွားတာမျိုးမဟုတ်ဘူးဆိုရှင်းလေးပဲလက်နဲ့ကြီးနေပြစ်လိုက်တာ Venezuela ရဲ့ဟိုပြောရတောင်အမေရိကမြောက်အမေရိကပေါ့ဗျ Venezuela တောင်အမေရိကတွေမှာအဲ့တောင်အမေရိက Venezuela ရဲ့ရေပြင်ပေါ့ Venezuela ရဲ့ဟိုဘက်ပင်လယ်ပြင်ရေပြင်ကနေပြီးတော့လက်နဲ့ကြီးနေပြစ်ထားမျိုးပေါ့ဗျပြစ်လိုက်တော့နော်ပြီးတော့တမောပေါ်နဲ့ပြစ်တဲ့သဘောရှိတယ်တမောပေါ်ပြစ်တဲ့သဘောရှိပြစ်ထဲတော့မြို့တော်ကိုကြားတဲ့အပိုင်းထားတော့ဒါပြစ်တာခတ်တာတိုက်တာခတ်တယ်ဒါဖြစ်တာဒါပေမဲ့သူ့စစ်သားတွေလူမြေပြိုဟိုခုနခဏတော့ထင်သလိုလူသိန်းနဲ့ချီတက်လာပြီးတော့ဩနဲ့မျိုးကြီးတက်ပြီးတိုက်တာမျိုးမဟုတ်ဘူးထူးကြတာပေါ့နော်အဲ့တော့လက်နဲ့ကြီးနေပြစ်တာဒါကြောင့်မလို့လူဘလောက်ပဲရှိလို့လက်နဲ့ကြီးရတကယ်ပြစ်ထက်လိုက်သွားမှာအတုံးလိုက်ရိုးလိုက်ကြွပါဆိုအဲ့ဒါကိုပြောတာဒါကြောင့်အင်အားဘလောက်လူဘလောက်များလူနဲ့ဒီဘက်ခက်ကနီးပညာခက်မှာခင်ဗျာလူကအသိအလောက်ကြီးလူခလုတ်ထိုင်နေရတယ်ဆိုခကြီးရောက်နေတာဆိုတော့အဲ့ဒါပြစ်တာခတ်တာတိုက်တာကမြို့တော်ပြစ်တာတွေဒါတပိုင်းအဲ့ဒီနေရာသတင်းတွေပေါ်လို့ရပြီမယ်အဲ့ဒါတက်ပိုပေါ်လို့ရတဲ့သတင်းက Venezuela ကိုအမေရိကန်စတိုက်ပြီလို့ထွက်တဲ့သတင်းတက်ပိုပေါ်လို့ရတာ Venezuela ရဲ့လက်ရှိခေါင်းဆောင်မာဒူလိုပေါ့နော်သူ့ကိုဝင်ဖမ်းသွားတယ်ဆိုတဲ့ကိစ္စအဲ့ဒါကျွန်တော် short ဖြစ်သွားတာရုတ်တရက်နေငယ်အတွေ့အချင်းမှာကျွန်တော်တို့ရုတ်တရက်တော့ဟုတ်ပါမလားပေါ့နော်ကျွန်တော်စဉ်းစားဒေါ်နယ်ထရန့်ကိုယ်တိုင်ကသူ့ရဲ့ Twitter ကနေတင်ထားတော့ကျွန်တော်တို့ကတအားတဲ့ဟာဟုတ်ပါမလားဆိုတော့အားသိမှုရဲ့ကျွန်တော်မှရှိတယ်ဟုတ်ပါမလားဖြစ်ပါမလားဖြစ်နိုင်ပါမလားတန်တရားရှိတယ်ဒါပေမဲ့ညနေစောင်းလာတဲ့ခါမှာအဖြေကပိုပြီးခိုင်မာလာတယ်ပိုခိုင်မာလာတယ်ဆိုတော့ပြောရရင်တော့ဒီနေ့နောက်ဆုံးရခုနလွန်ခဲ့တဲ့မိနစ်ပိုင်းထိပေါ့နော်လွန်ခဲ့တဲ့အခုကျွန်တော်ရုပ်သံပြောတဲ့ချိန်ည9နာရီဆိုတော့လွန်ခဲ့တဲ့မိနစ်ပိုင်းလောက်ထိပြန်ကြည့်လိုက်တဲ့အခါကျတော့မိနစ်ပိုင်းလောက်ထိကအဲ့တဲ့ရင်ကတကဘာလုံးမှာပိုခိုင်မာလာတဲ့သတင်းဖြစ်နေပေါ်ပေါက်လာတယ်ပေါ့နော်ပြီးတော့ဖမ်းဆီးရုံနဲ့မဟုတ်တော့သူတို့နှစ်ယောက်ကိုဖမ်းပြီးရင်အမေရိကန်မှာတရားရေးဆိုင်မှုအထိပါပြောလာပြီဆိုတော့ဒါသူပို့ပြီးတော့ယာခိုင်နှုန်းတော်တော်များခိုင်မာတဲ့ဆိုတဲ့သတင်းကိုပြောလို့ရပါပြီပေါ့ဗျာအဲ့တော့သို့တော့ကျွန်တော်ဒီဗင်နီဇွဲလားရဲ့ခေါင်းဆောင်ကိုနီကိုလတ်မာဒူရိုကိုအမေရိကန်ကဖမ်းသွားပါတယ်ဆိုတဲ့ဟာကိုကျွန်တော်ဒီခင်ဗျားတရားရုံးအတည်ပြုနိုင်ပါသလားမင်းကျွန်တော်လည်းဘလို့အတည်ပြုလို့ရမှာကျွန်တော်အဲ့နာရှိနေတာမဟုတ်ဘူးသို့တော့နိုင်ငံတကာသတင်းတွေမှာကြည့်လိုက်တဲ့အခါကျတော့တော်တော်လေးတော့ဒါယာခိုင်နှုန်းတော်တော်တေချာသွားပြီ69%ရာခိုင်နှုန်းပေါ့ဗျာ 0.1 ကတော့မတော်တဆလေးပေါ့သို့တော့တေချာသွားပြီဗျဆိုတော့မာဒူရိုနဲ့သူ့ဇနီးကိုအမေရိကန်ကဝင်ဖမ်းသွားတာစစ်တပ်ကဝင်ဖမ်းသွားတယ်ဆိုတာဟာအထူးတပ်ဖွဲ့ပေါ့နော် Delta Force ဆိုတဲ့အထူးတပ်ဖွဲ့နေပြီဝင်ဖမ်းသွားတာတဲ့သတင်းတွေအဲ့လိုထွက်လာဆိုတော့ Donald Trump ကြီးကနေခဲ့တင်တယ်ဗျာ Donald Trump နေခဲ့တင်တာပါဆိုတော့သူတို့ဖမ်းပြီးသွားပြီသမ္မတမာဒူရိုသူတို့ဖမ်းလိုက်ပြီဖမ်းပြီးတော့သူတို့အမေရိကန်ခေါ်လာပြီမြန်မာနိုင်ငံသူခေါ်တော့ပါပြီဆိုပြီးတော့ Donald Trump ရဲ့သူ့ Twitter တင်တော့ကျွန်တော်တို့အဲ့ဒါကြီးအားတင်တဲ့အချိန်မှာညနေဆောင်ကျတော့ confirm ပေးတယ် Delta Force ဆိုတဲ့တပ်ဖွဲ့နေဝင်ဖမ်းပါတယ်ပေါ့ဗျာ Nicolas Maduro နဲ့သူ့ရဲ့ဇနီးကိုတဲ့ဖမ်းလိုက်ပြီဆိုတာကိုတခါမီဒီယာတွေမှာလည်းစရိုက်ဖော်ပြလာတယ်ဖမ်းတဲ့အဖွဲ့က Delta Force ဆိုတဲ့အဖွဲ့လို့ပြောတယ်ဆိုတော့ तू ကတော့ American စစ်တပ်ရဲ့အမြင့်ဆုံးသောအဖွဲ့အဆင့်ရှိတဲ့အဖွဲ့တွေကတကယ်ထိထမ်းလျှို့အဖွဲ့တစ်ဖွဲ့ကျမ်းမဲ့တပ်ပြည်2ဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့သိရတယ်ဆိုတော့ဒါက Delta Force အကြောင်းနောက်ကြလူတွေရေးကြပါလိမ့်မယ် Delta Force ဆိုတာဘာညာဆိုရေးကြလိမ့်မယ်နောက်နေ့ကျရင်ကျွန်တော် Facebook တွေမှာ TikTok တွေမှာ YouTube တွေမှာနောက်တစ်ခါဒီတခြားသတင်းဌာန website တွေမှာမျိုးစုံရေးကြလိမ့်မယ် Delta Force American ရဲ့ထားပါတော့ဒီVenezuela ခေါင်းဆောင်မာဒူရိုနဲ့ဇနီးကိုဝင်ဖမ်းသွားတဲ့ Delta Force ဆိုတာဘလို့ဖွဲ့စည်းမျိုးပါဆိုတော့ရေးကြလိမ့်မယ်အဲ့တော့ဖတ်ရလိမ့်မယ်အဲ့ဒီဟာတွေကအဲ့ဒါတော့ဖတ်ပြီးတော့မှဆိုတော့အဲ့ဒီအဖွဲ့ကဝင်ဖမ်းတယ်ဆိုတဲ့ကိစ္စကတော်တော့အံ့အားသင့်စရာကောင်းတယ်ပေါ့ဆိုတော့ Delta Force ဆိုတဲ့အဲ့ဒီအဖွဲ့ကြီးကပြောရရင်ဗျာဟိုမနေ့တနေ့ကဒီလိုဝင်လာတော့မဖြစ်နိုင်ဘူး
အစောကြီးတွေကဒါစိတ်ဝင်ပြီးတော့ဒီမာဒူရိုရဲ့အနားမှာရှိတဲ့အနီးဆုံးနေရာတွေအထိကိုသူစိတ်ဝင်ထားတဲ့သဘောရှိတယ်လူပုဂ္ဂိုလ်တွေဖြစ်နေစိတ်ဝင်တယ်တာမန်လူတွေဖြစ်နေစိတ်ဝင်မယ်ပြီးတော့မှသူတို့ကဒီစင်ပြေတဲ့ဟာနဲ့လက်နက်ကိုအထူးတိုက်ခိုက်ဖို့လုပ်ထားတယ်ဆိုတော့ကျွန်တော်တင်နေပြထားတော့ဗင်နီဇွဲလားလူတယောက်ဝင်လာမယ်အဲ့တယောက်က2နှစ်လောက်3နှစ်လောက်နေသွားမယ်5နှစ်လောက်နေမယ်အဲ့တော့အဲ့မှာအခြေချမယ်အဲ့ဟိုကလူတွေနဲ့ရင်းနှီးအောင်နေမယ်နေနဲ့သူ့မှာတဖြည်းလက်နက်လေးတွေစုဆောင်းမယ်စုဆောင်းနေလူဖြည်းဖြည်းလုပ်ထားမယ်ဒါလည်းဖြစ်နိုင်သလိုအပေါ်နေ drop တဲ့ချတာလည်းဖြစ်နိုင်တယ်အပေါ်နေဘာနဲ့တခုဘလို့လုံးမလဲတော့မသိဘူးမဲ့တေချာတော့ပြုံလိုက်ကြီးအဖွဲလိုက်တက်ဖွဲ့ကြီးတက်ဝင်လာကြီးဝင်ဖမ်းတာတော့မဟုတ်ဘူးသူကဒီကြည့်ရတာတော့သူ့ရဲ့အိမ်တော်ဝင်ဖမ်းသွားတဲ့ဇလန်းကနည်းနည်းစဉ်းစားဖို့တော့ကောင်းတယ်အဲ့ဒါတွေကနောက်ပိုင်းမှာကျွန်တော်ထင်တယ်ဟိုထွက်လာလိမ့်မယ်ဗျဓာတ်ပုံတွေဗီဒီယိုမှတ်တမ်းတွေထွက်လာလိမ့်မယ်လို့ကျွန်တော်ယူဆတယ်ပေါ့နော်ဆိုတော့ဝင်ဖမ်းသွားတဲ့ကိစ္စတော်တော်စိတ်ဝင်စားဖို့ကောင်းသွားပြီးတော့အခုဗင်နီဇွဲလားရဲ့ဇလန်းသိမ့်ပြီပေါ့ဇက်သိမ့်ပြီပေါ့ဗျပြောရင်တော့ဗင်နီဇွဲလားဒုတိယသမ္မတနဲ့ကာကွယ်ဦးစီးချုပ်တွေကတော့သူတို့ဗင်နီဇွဲလားတို့ကျူးကျော်တာကိုသူတို့ပြန်ခံချမယ်ပါညာတော့ပြောရင်မဲ့သမ္မတပါသွားမှာတော့ခင်ဗျာပါသွားမှာတော့ကျွန်တော်ထင်တယ်မလွယ်တော့မလွယ်ဘူးဗျပါသွားမှာတော့ဗင်နီဇွဲလားကဒါအစတည်းရှုံးသွားပြီစစ်ရှုံးသွားပြီလို့ပြောလို့ရတယ်ဘာလို့သမ္မတပါသွားပြီကျန်တဲ့လူတွေခံချမယ်ဆိုရင်လေအမေရိကန်နိုင်ငံရဲ့နယူးယောက်ဝါရှင်တန်တို့ဟိုပြန်ပြီးတော့အမှုရုံးနဲ့မပြစ်နိုင်သေးရတော့ဘယ်လိုလုပ်ပြီးတော့မဖြစ်နိုင်ဘူးပေါ့ဗင်နီဇွဲလားအမေရိကန်ပြစ်ချပြီအဲ့တော့ဗင်နီဇွဲလားကနေအမေရိကန်ရဲ့နယူးယောက်ဝါရှင်တန်ကိုအမှုရုံးနဲ့ပြစ်ထက်လိုက်ရင်တော့နျူကလီးယားဘုံးနဲ့ပြစ်ထက်လိုက်ရင်တော့အဲ့ဒါဆိုတော့သူတွေကိုယ်နဲ့ဖြစ်ပြီပေါ့အခုကတော့ပြန်ပြစ်နိုင်တဲ့အနေအထားမျိုးဗင်နီဇွဲလားမှာမရှိတဲ့ခါကျတော့ဗင်နီဇွဲလားသေချာတော့အမေရိကန်နိုင်ငံကိုရှင်ချဖို့မဖြစ်နိုင်ဘူးစစ်ရှုံးနေပေါ့နော်စစ်ရှုံးဖို့ကသေချာသွားတယ်ပေါ့အရာရင်တော့ပူသေချာသွားတယ်တိုးတော့စစ်ရှုံးနေဆိုတော့ခေါင်းဆောင်ပါဝါတဲ့ရှုံးနေပေါ့ဗျအဲ့တော့ဗင်နီဇွဲလားမှာခေါင်းဆောင်အစ်စ်တက်လာမယ်အဲ့ခေါင်းဆောင်တဲ့ဒေါ်နယ်ထရန့်ရဲ့ညှိပြီးတော့နောက်ဆုံးမှာဒေါ်နယ်ထရန့်ကြိုက်တဲ့သမ္မတမျိုးတက်လာရင်တော့ဒါဗင်နီဇွဲလားဟိုငြိမ်သွားမယ်မဟုတ်ဘူးလက်ရှိတဲ့ခေါင်းဆောင်တွေလည်းအမေရိကန်ခံချမယ်ဆော်မယ်ဆိုတဲ့အုပ်စုနဲ့တွေ့ရင်တော့ဒါချကြအောင်မယ်သဘောတော့ရှိတယ်မြို့ဆိုရင်ဖြစ်စီကမူလောလောဆယ်အနေထားမှာတော့ဒီမာဒူရိုကြီးကတော်တော်ရင်နာဖို့ကောင်းဆိုတာသူပါသွားတယ်သူ့အနေနဲ့ကကြိုတင်ပြင်ဆင်ခြင်းသူမရတာလားကြိုတင်စဉ်းစားခြင်းမရတာတွက်ဆခြင်းမရတာလားသူ့ကိုယ်သူလုံခြုံရေးကိုသူပေါ့ရော့တာလားဘာလားတော့မသိဘူးပေါ့ဗျာဒါတွေကခင်ဗျာနိုင်ငံတော်ခေါင်းဆောင်အဆင့်ပုဂ္ဂိုလ်တွေနဲ့ပတ်သက်ရင်လုံခြုံရေးဟာပေါ့လို့မရဘူးရှော့လို့မရဘူးရော့လို့မရဘူးပြောရင်ပေါ့လို့ကဘာနဲ့ချီပြီးတော့ချရတဲ့ဇလန်ဥမာအမေရိကန်နိုင်ငံနဲ့ရှင်ဖိုက်ရတော့မယ်ဆိုရင်ခင်ဗျာဘင်လာတို့ဘာလို့ပျောက်သွားတာပဲခင်ဗျာအဲ့တော့အစ္စရေးနိုင်ငံချရင်လေဟိုဘက်ကဟိုမှာအချမ်းပဲ terrorist ခေါင်းဆောင်တွေကြွကုန်တယ်အများကြီးပဲလေစော်တာဟုတ်ပါလဲဆိုတော့ကိုကောင်တွေကငကိုတွေကကင်းထောက်တဲ့နေရာမှာပညာရမ်းတော်ထောက်လိုင်းပညာပေါ့သတင်းထောက်လန်းမှုကြိုတင်ရရင်စုဆောင်းမှုတွေကအရန်တော်တယ်အရန်တော်တော့ဒီကောင်တွေရှက်နေဖုန်းလေးတစ်ချက်ခလုတ်နေထားတဲ့တမ်းပြီးဟိုဘယ်နေရာရှိတမ်းပြီးတော့ဒုံးဆိုလက်ကြည့်ကြအောင်တာမျိုးတွေအစားဒီကောင်တွေဒီပညာရလုံနိုင်နေပြီအဲ့တော့ကျွန်တော်တို့လက်ထက်မှာကင်တဲ့ဖုန်းတွေကျွန်တော်တို့လက်ထက်မှာကင်တဲ့ဖုန်းတွေ software တွေဆက်သွယ်ရေးနည်းပညာတွေကွန်ရက်တွေဒါတွေအကုန်လုံးကကျွန်တော်တို့အကျိုးပြုသည်ဆိုတော့လေအန္တရာယ်ပြုနေတဲ့ဟာတွေဖြစ်နေပြန်ရှိနေတာအဲ့ဒါကိုသိရမှာဆိုတော့နိုင်ငံတိုင်းခေါင်းဆောင်တွေဆိုအဲ့ဒါအရေးကြီးတယ်ဥပမာတရုတ်သမ္မတဆိုလေခင်ဗျာတွားကျင်တော့ရှောက်သွားလို့မရဘူးသူလည်းခင်ဗျာသူ့မှာလုံခြုံရေးကိုခင်ဗျာ special တင်းကျပ်ထားတာရုရှားသမ္မတလည်းအလားတူတင်းကျပ်ထားတာပဲခင်ဗျာဒီဗီဒင်ခေါင်းဆောင်တွေအဲ့အမေရိကန်ခေါင်းဆောင်တွေကျန်တဲ့ခေါင်းဆောင်တွေအကုန်လုံးအိန္ဒိယခေါင်းဆောင်တွေနောက်ဆက်သူတို့ခေါင်းဆောင်တွေကတကယ်ကိုတင်းကျပ်နေလောက်ထားတာမှားလို့မရတဲ့ဟာမျိုးတွေအမှားမခံဘူးအဲ့လိုမျိုးတွေကကမ္ဘာနံပါတ်1 2 3 4 5 6 9 10ခေါင်းဆောင်တွေကမြောက်ကိုရီးယားခေါင်းဆောင်ဆိုလေခင်ဗျာဘယ်တော့သူလုံခြုံရေးတင်းကျပ်ထားတာပြီးသူ့ကိုလုံးမဲ့နိုင်ငံကိုသူချိန်တဲ့နျူကလီးယားပြန်ပြစ်ဖို့ချိန်ထားတာအဲ့လောက်ထိလုပ်ထားတာဆိုတော့ကမ္ဘာနိုင်ငံတွေမှာအဲ့လိုအင်အားကြီးပေါ့နျူကလ িয়ার လက်နဲ့ပိုင်ဆိုင်ပြီးတော့မှနျူကလ িয়ার လက်နဲ့ပြန်ပြီးတော့ဟောဖြစ်ထားတဲ့နိုင်ငံတွေဆိုရင်တော့သူတို့လည်းကြောက်တယ်ဘာနျူကလ িয়ার ပြန်ပြီးတော့ကင်လို့ရတာဆိုတော့ဒါကြောင့်ကျွန်တော်ကပြောပါတယ်မြန်မာနိုင်ငံဟာနျူကလ িয়ার နဲ့ပတ်သက်ရင်နျူကလ িয়ার လက်နက်ကိုတဖြည်းဖြည်းတို့တွေကြိတ်ပြီးတော့စုဆောင်းပြီးတော့ပိုင်ဆိုင်မှုလုပ်ရအောင်စူးစမ်းတဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေရှိနေတယ်လို့ကျွန်တော်တို့ယုံကြည်တယ်ခင်ဗျားတို့ထောက်ခံကမခံကျွန်တော်တို့မြန်မာကနျူကလ িয়ার ပိုင်ဖို့စူးစမ်းတယ်ဆိုရင်တို့တွေစူးစမ်းတယ်ခိုးစူးစမ်းတယ်ဘလို့စူးစမ်းနေကျွန်တော်ဝမ်းသာတယ်နော်အဲ့ဒီတော့အတန်တိတ်ပါဆိုတိတ်နေပြီမယ်ဘာကြောင့်လဲဆိုတော့လိုအပ်တယ်နိုင်ငံတစ်နိုင်ငံရဲ့ဟိုဟာတော့ဂုံတိတ်ခါတော့လိုအပ်တယ်နော်ဒီနိုင်ငံတကာရဲ့ဟိုတမန်နိုင်ငံတစ်နိုင်ငံကိုထင်တိုင်းကျဲပြီးစော်ကားပိုင်ခွင့်မရှိအောင်လုပ်ခွင့်ကျွန်တော်တို့မှလိုအပ်တယ်နော်ဒါတစ်ချက်ပေါ့နောက်တစ်ခုကဒီကိစ္စကို copy ပေးတာပေါ့နော်မိတ္တူပေးတာပေါ့မိတ္တူပေးတာဒီဘက်ကဗိုလ်ချုပ်ကြီးကိုလာမိတ္တူလာပေးတယ်ခင်ဗျာဗျာအခြေအနေအချိန်ခါအခွင့်အလမ်းအနေထားဘာမှမဆိုင်တဲ့ကိစ္စကြီးကိုဘာမှမဆိုင်တဲ့ကိစ္စနော်အဲ့ဒါကြီးကိုတွားပြီးတော့ရှောက်ပြောကြတယ်အခုဗိုလ်ချုပ်ကြီးနဲ့အမေရိကန်သမ္မတနဲ့ရန်ဖြစ်နေတာမဟုတ်လားခင်ဗျားတို့မသိလို့လားသူတို့ချင်းချင်း channel ဖွင့်ထားတယ် channel ပွင့်နေပြီ channel ပွင့်နေပြီသူတို့ချင်းချင်းအပြန်လန်းတိုင်မိနေပြီချင်းချင်းနော်အဲ့တော့တိတ်ခေါင်းနဲ့ဟိုပဲရိုင်းထည့်ကြမလို့ပြီးတော့မြန်မာခေါင်းဆောင်တွေကအမေရိကန်ပေါ်မှာတွားပြီးဂလန်ကဆန်လုပ်ပြီးတော့ချမယ်မင်းလိုက်ငါပြန်ချအောင်ဆိုပြီးတော့ဂလန်ကဆန်ပြောနေတဲ့လူတွေမရှိဘူးတစ်ချက်နောက်တစ်ခုကမြန်မာနိုင်ငံမှာကအမေရိကန်မျက်စိကျလောက်တဲ့ဒီဘာခေါ်လဲဆိုတော့ဟိုဟာဒီတွန်းထွက်တယံဇာတာကြီးမှဘာမှမရှိကြီးမှမရှိခေါ်တော့မြေရှားကိုလည်းညှို့ထုတ်လိမ့်မယ်နို့မြေရှားလည်းအဲ့လောက်ကောင်းလို့မထည့်ဘူးသူတို့မြေရှားကမ္ဘာနိုင်ငံတည်တည်မှရှိတယ်နိုင်ငံတိုင်းလိုမှာမြေရှားရှိတယ်နိုင်ငံတော်တော်များများမှာမြေရှားရှိတယ်မထုတ်ကြသေးတာပဲရှိတယ်မြန်မာကသာစွတ်ထုတ်နေစွတ်ပြီးတော့ဟိုမှာတပုံတွေကခိုးထုတ်နေကြတာနော်ဒါတော့ပြီးတော့အဲ့ဒီဗင်နီဇွဲလားမှာကျတော့ကျွန်တော်တို့မြန်မာနိုင်ငံထက်အဆတရာလောက်ပိုများတော့ဒီရေနံတိုက်ကြီးရရှိတယ်တကဘာလုံးမှာသူကနံပါတ်1ဗင်နီဇွဲလားနံပါတ်1ကျွန်တော်တို့ပြန်ပြီးတော့အဲ့ကဘာမှာရေနံတိုက်
အကျွဲဝသောနိုင်ငံကိုပြောပါဆိုရင် Venezuela နံပါတ်1မှာရှိတယ်ဘယ်လောက်ကျွဲရလဲမင်းခင်ဗျာ RS of နိုင်ငံတွေအားလုံးပေါင်းတဲ့ဟာထက်များသေးတယ်ကဲဘယ်လောက်များလဲမင်းကျွန်တော်တစ်ခေါက်မှာကျွန်တော်အဲ့ကိန်းကနမေ့တယ်ဒါ300 trillion barrel လို့ကြားတယ်ကျွန်တော် data တစ်ခုမှာကျွန်တော်သေချာမှတ်ထားတယ်မိုင်းလည်းမကိန်းနဲ့300 trillion နော် billion မို့ trillion barrel အဲ့လောက်ထိရှိတာဆိုတော့အဲ့လောက်ထိတူးလို့ရတဲ့ဟိုရေနံ reserve ကအဲ့ဒီ Venezuela မှာရှိတယ်အဲ့တော့ခင်ဗျာအမေရိကန်နိုင်ငံဒီဟာမျိုးသဘောမကျခံနိုင်ယူလာဗျာအဲ့တော့ခဏဆိုလို့ Venezuela ကိုတွေးလို့စမ်းတာပေါ့မျိုးစုံတွေးလို့စမ်းပြီးတော့မှဟိုနောက်ဆုံးကျတော့ Venezuela ခေါင်းဆောင်မွေးစေဝါရာဇဝတ်ခိုင်းဆောင်မွေးခိုင်းခေါင်းဆောင်ဒီလိုမျိုးပုံမရိုက်ပြီးတော့ကောက်ပြီးတော့ခေါင်းစဉ်တက်လိုက်တာပဲရှိတယ်အမေရိကန်အဲ့ဒါခေါင်းစဉ်တက်လိုက်တာပဲခေါင်းစဉ်တက်ပြီးတော့ကောက်ပြီးဆွဲစီလိုက်တာပဲအဲ့တော့ပြီးရင်သူဒါမာဒူရိုနဲ့ဇနီးကအမေရိကန်မှာရှိတဲ့တရားရုံးမှာသူကကမ္ဘာရာဇဝတ်ကောင်ဖြစ်တဲ့တရားစီရင်မယ်ပါညာပေါ့ဗျာဒီလိုကြီးညာတယ်တကယ်တော့ကမ္ဘာနိုင်ငံကြီးတွေအကုန်လုံးကသူတို့လုပ်ရင်ကုန်တရားတာကြီးပဲသူတို့မလုပ်ရင်တော့မတရားတာအဲသူတို့ကပြင်တာပေါ့နော်သူတို့မတရားခြင်းမတရားဘူးသူတို့တရားခြင်းတရားတယ်အဲ့လိုမျိုးတွေသူတို့ရှိပြီးတာဒါကြောင့်နိုင်ငံတစ်နိုင်ငံဟာကိုအင်အားကြီးရောက်တိဆောက်ဖို့လိုတယ်ဆိုတာကိုကျွန်တော်လက်ခံတယ်ဒါကြောင့်ကျွန်တော်နိုင်ငံမှာနိုင်ငံလက်ရှိခေါင်းဆောင်နောက်လာမဲ့ခေါင်းဆောင်တွေကိုနိုင်ငံအင်အားကြီးအောင်တိုးကြိတ်ပြီးတိဆောက်မယ်ဆိုရင်ကျွန်တော်တကယ်ကြိတ်ပြီးအားပေးနေမှာပေါ်တယ်လည်းအားပေးနေမှာဘာကြောင့်လဲဆိုတော့လိုအပ်တယ်ဒီနိုင်ငံအတွက်လိုအပ်တယ်ကျွန်တော်နိုင်ငံအတွက်လိုအပ်တယ်အဲကြောင့်တက်မတော်အင်အားတောင့်တင်းရမယ်ဆိုတဲ့စကားကိုလည်းအလကားပြောတော့မဟုတ်တကယ်ပြောတာတက်မတော်အင်အားတောင့်တင်းနေမှာသူများနိုင်ငံကခင်ဗျာပြည့်ရပြီးစော်ကားခြင်းမခံရပါဒီနေ့ဒီလောက်ထိစင်တန်းတက်မတော်ကစင်တန်းတစ်ခုရှိလို့အိန္ဒိယနိုင်ငံတွေကျွန်တော်တို့သိပြည့်ရမပြူရတာပြည့်သိမစော်ကားရတာခင်ဗျာကျွန်တော်တက်မတော်ကသာနေပါနေကြည့်ပါလားအမလေးနင်းလိုက်မှပြားနေမှာအဲ့တော့ကျွန်တော်တက်တော့တိုင်းပြည်မှာတက်မတော်အင်အားတောင့်တင်းရမယ်ပြီးတော့တက်မတော်အင်အားတောင့်တင်းသလိုဒီဆက်လက်နဲ့အင်အားတောင့်တင်းရမယ်တကယ်ကိုဒီဟိုနီးပညာမြင့်ဟောတွေပိုင်ဆိုင်နေရမယ်ဒါမှလည်းကျွန်တော်တို့ကတောင်နိုင်ငံတွေလောက်ကိုခင်ဗျာသိပြီးတော့မကြောက်အောင်အခုကအကုန်ကြောက်ရတဲ့အနေအထားမျိုးတချို့နိုင်ငံတွေရောက်နေတာဗျအဲ့တော့ကျွန်တော်နိုင်ငံကတော့ကိုယ့်အကူတောင့်တင်းပါတယ်အဲ့တော့ဒီဖြစ်စဉ်မှာဒီမာဒူရိုရဲ့ဖြစ်စဉ်ဟာနိုင်ငံခေါင်းဆောင်တွေအတွက်နိုင်ငံသီးသီးမှာရှိတဲ့နိုင်ငံခေါင်းဆောင်တွေအတွက်ကနည်းနည်းလေးသတိထားစရာဖြစ်သွားတယ်လိမ့်မယ်လို့ကျွန်တော်မြင်တယ်ဒီဖြစ်စဉ်ကြောင့်တခြားနိုင်ငံသီးသီးမှာရှိတဲ့အမေရိကန်နဲ့တိတ်ပြီးတော့မတည့်ကြတော့သို့မဟုတ်အမေရိကန်နဲ့တိတ်ပြီးတော့ဘယ်လိုခေါ်မလဲအဆင်မပြေဖြစ်ကြတော့အစေးမကတ်ကြတော့နိုင်ငံခေါင်းဆောင်တွေအနေနဲ့နည်းနည်းတော့စဉ်းစားကြဖြစ်သွားတယ်။ဘာလို့ဆိုဟိုမှာအထူးတပ်ဖွဲ့ကြီးနဲ့ဝင်မှွေသွားတာဆိုတော့ဒါကြောင့်နိုင်ငံခေါင်းဆောင်တွေကကိုယ်နားမှာထားတဲ့လုံခြုံရေးကအရန်ကိုတင်းကြရမယ်အရန်ကိုစနစ်ကြရမယ်အရန်ကိုစိတ်ချလုံခြုံရမယ်ကိုယ့်အတွက်ဆိုအသက်ပင်တည်တည်ဆိုတော့အတေခံချမယ်ကောင်တွေအများကြီးရှိဖို့လိုတယ်ဒါကြောင့်ခေါင်းဆောင်တွေအဲ့ဒါတွေတေချာပြင်ဆင်ထားတယ်အထူးကိုယ်တော်အထူးတပ်ဖွဲ့တွေကအသေးချာပြင်ဆင်ရတဲ့အဖွဲ့တွေပါဟိုကတန်တလေးဖောက်ဆိုထွက်ပြေးတဲ့ကောင်မျိုးတွေကိုကိုယ်တော်တပ်ဖွဲ့နေရာမှာထားလို့လည်းမရပြန်ဘူးဒါကြောင့်အရေးကြီးပါတယ်ဒါကြောင့်နိုင်ငံတကာခေါင်းဆောင်တွေအရေးကြီးပါတယ်အခုမာဒူရိုဖြစ်စဉ်ကကျွန်တော်တို့ကမ္ဘာနိုင်ငံအသီးသီးမှာရှိတဲ့ခေါင်းဆောင်တွေအတွက်အများကြီးစဉ်းစားစရာရစီမယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်အဲ့တော့ဒီအကြောင်းပြောရင်ကျွန်တော်ဓာကြီးပြောနေရင်ဒီအမြင်ဒီဒါနဲ့ပတ်သက်တဲ့အရှုမြင်တဲ့ရှုထောင့်မျိုးစုံပြောနေရင်တညာလုံးကုန်သွားလိမ့်မယ်အဲ့တော့မပြောတော့ဘူးဒီနေရာမှာရက်မယ်ပြီးတော့နိုင်ငံတကာသတင်းတွေလည်းနောက်နေ့မှာဇက်တိုက်အခုဆိုရင်ဇက်တိုက်ဆိုလို့အဲ့သတင်းတွေကဒရဇက်နိုင်ငံတကာသတင်းမှာတက်နေပြီဖြစ်တဲ့အတွက်ဒါလည်းတခြားသတင်းဌာနတွေရဲ့သတင်းတွေမျိုးစုံဖတ်ကြည့်ပါအဲ့မှာဒီဖြစ်စဉ်ကတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ကဘာမှာ hot ဖြစ်သွားတဲ့ issue တစ်ခုဖြစ်ရှိရဲဆိုတော့တွေ့ရတယ်ဒါကြောင့်ကျွန်တော်ကြုံရလို့ဒီနေ့နိုင်ငံတကာသတင်းတွေနဲ့ပတ်သက်ရင်တော်တော်သုံးသပ်လေ့နေပါတယ်ဒါပေမဲ့ဒီနေ့ကျွန်တော်ဒီနေ့ထည့်ပြောတာပါเนาะ